တက်ရှင်တဲ့ဘုရားရဲ့ဘုသူကစင်ကြင်နှလုံးသွင်းအောင်နော်ခဏလောက်ကျွန်တော်တို့ဆုတောင်းစက္ကန့်နိုင်ရတန်ရှင်တော်ဝိညာဉ်တော်ကိုကျွန်တော်ကြိုဆိုရဘုရားဘုရားဒီနေ့အချိန်နာရီတွေ့ကျေးဇူးတင်တယ်တန်ရှင်တော်ဝိညာဉ်တော်ဒီနေရာမှာဘုရားကြိုဆိုဝိညာဉ်တော်ဘုရားလက်ဆွဲရှင်ရောက်တယ်တောင်းတဲ့စားပြောစီလို့တဲ့စကားများကိုပြောထွက်စီဘုရောကျွန်တော်တို့ခက်ခဲတွေမဆုံးနေခြင်းဘူးနဲ့ဘုရောမျက်မှောက်တော်တွေရောက်လာကြတယ်ဖြစ်ဘုရောရဲ့မေတ္တာနဲ့ဘုရောရဲ့ကောင်းမြတ်ခြင်းနဲ့ဘုရောရဲ့တပူတော်နဲ့ကျွန်တော်တို့ပြုပြင်စီကျွန်တော်တို့ကိုပြောင်းလဲစီချမ်းသာစီလွတ်မြောက်စီပေါင်းစားစီကျေးဇူးတင်ချိန်တိုင်းတတနှုတ်ပတ်တော်လုံးစုံကိုရောလောက်ကနေစပတ်တောင်းတယ်ဟာယေရှုနာမတောင်းစက္ကန့်မှာဘုရားမြတ်စွာဘုရားခင်အာမင်ဆိုဒီနေ့မှာတော့ကျွန်တော်ကျမ်းမာသောနှလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်တော်သူကဆင်ခြင်ဖို့ဒီငါချက်နဲ့တနည်းအားဖြင့်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ inner healing ပေါ့နော်အတွင်းစိတ်ပိုင်းဆိုင်ရာမှာအနာရောဂါငြိမ်းခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာဒီငါချက်ကျွန်တော်ပြင်ဆင်ထားတာကတော့တနည်းနည်းရောက်တဲ့အခါတိုင်းမှာအများတန်းပေါ့နော်စိတ်ထဲမှာနှုတ်ပတ်တော်တွေကိုကျွန်တော်ပြင်ဆင်တဲ့အခါမှာတရားဟောချက်တစ်ပုဒ်နှစ်ပုဒ်တော့အများတန်းလူကျွန်တော်စိတ်ထဲမှာရှိပါတယ်ဒါပေမဲ့ဘုရားသခင်အထူးသဖြင့်နော်ဝိငါစီလူတဲ့အရာတွေကကျွန်တော်ငါဖို့အတွက်ဝိချင်အာမင်ဘာလို့လဲဆိုတော့ချမ်းသာတင်တန်းနဲ့နော်တရားဟောတယ်ဆိုတာကသူတပြည့်နော်တနည်းနည်းလာတဲ့အခါမှာယုံကြည်သူတွေရဲ့အသက်တာထဲမှာဘုရားခင်ဘာဝင်ငါစေခြင်းတယ်ဆိုတဲ့အရာကအရေးကြီးတယ်လို့ခံလို့ဖြစ်ပါတယ်နော်ကျမ်းစာတင်တန်းကကြတော့ဒီသင်ခန်းစာနော်အဒီအရာကိုကျွန်တော်သင်မယ်ဆိုတဲ့အရာနဲ့နော်ဒီကျမ်းစာနဲ့နော်သင်ကြားခြင်းကိုကျွန်တော်သွားတာဖြစ်တယ်ဒါပေမဲ့နှုတ်ပတ်တော်ဝင်ငါခြင်းကတော့နော်လာတဲ့ယုံကြည်သူတွေကျွတ်ဘုရားခင်ဘာကြားစေခြင်းတယ်ဆိုတဲ့အပေါ်ကျွန်တော်တို့ကျွန်တော်ဝင်ငါတော့ဖြစ်အာမင်ဟုတ်ပြီဆိုတော့ချမ်းမာသောနှလုံးနော်ဒုတိမဟုတ်အတွင်းအနာငြိမ်းခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာကိုဆက်ဖြစ်ကျွန်တော်ခံခွက်တစ်ခွက်နော်အုပ်ပြုတ်ကျသွားတယ်ဝဲတဲ့အခါမှာကျဝဲပြီးတချို့မိဘတွေဆိုလို့ရှိရင်ကိုယ်ကလေးတွေကိုအိမ်မှာရှိတဲ့သားသမီးတွေဥခွက်ပကံစီးတဲ့အခါမှာဟိုအခန်းထဲကနေပြမအတန်ကြားတယ်ဝဲပြီးမဟုတ်ဘူးလားတကယ်ပဲဆိုအတန်ကြားတာနဲ့တင်ဝဲပြီးဆိုတာကျွန်တော်သိရတယ်ဒါပေမဲ့စိတ်ထဲမှာကျွန်တော်တို့ broken heart နော်နှလုံးကြေကွဲတယ်ဒါမှမဟုတ်လဲစိတ်ထဲမှာနာကျင်သွားစိတ်ထဲမှာခါတီးသွားတယ်ဆိုတဲ့ဟာကအတန်မင်းတော့ဒါပေမဲ့အဲ့ဒီအရာကလေအရင်ကနဲ့ဆိုင်ပြီးတော့မှနာကျင်စွာခံစားရတယ်နော်ချိခိုက်ကြေကွဲရတယ်ဆိုတာကိုကျွန်တော်တွေ့ရနော်အဲ့တော့ဒီအပြင်မှာတွေ့ရတဲ့အနာနော်ဒီထဲမှာအနာရှိတယ်နော်ဒီထဲမှာထွက်သွားတယ်အကျူးသွားတယ်ဒါပေမဲ့စိတ်ထဲမှာရှိတဲ့အနာကကြတော့မမြင်ရအဲ့တော့ဒီစိတ်ထဲကဒဏ်ရာတွေနဲ့ကျွန်တော်နာကျင်ခါတီးတွေနဲ့ကျွန်တော်ဘဝမှာအသက်ရှင်ဖို့ရအတွက်ဘုရားသခင်ကအလိုတော်ရှိအာမင်အဲ့တော့ဒီခါတီးတဲ့နာကျင်ခြင်းတွေကတကယ်ပဲကျွန်တော်ပြောမယ်ဆိုလို့ရှိရင်လူတယောက်ကိုဖွင့်လို့ဒါလည်းစိတ်အနာစိတ်တန်ရာစိတ်ယောဂါလူတယောက်ပေါ်မှာဒါမှမဟုတ်ကိုဒါမှမဟုတ်ကိုမိဘကိုနော်အယံကိုနာချီတဲ့ခါတည်းငါကိုနော်ငါဘဝကိုဒီလိုမျိုးကိုစုပ်ပြတ်သွားအောင်လုပ်ပြီးတယ်လုပ်ဆောင်ခဲ့တယ်ဆိုတော့တယောက်ယောက်ကိုကျွန်တော်တို့ကနော်ဘုံကြည့်တာတဲ့ကြော်တော့ခါတီးနာချီသွားဒါလည်းစိတ်တန်ရာတစ်မျိုးပဲဖြစ်နော်ဒါမှမဟုတ်တခုခုကိုကျွန်တော်ကြုံတွေ့တဲ့အခါမှာအယံကိုချက်သွားနော်ကြောက်စိတ်ကကိုယ်အထင်းကိုလွှမ်းမိုးသွားတယ်
အဲ့ဒါလည်းပါလဲဆိုရင်စိတ်တန်ရာပဲဖြစ်ဆိုတော့လူတယောက်နဲ့တယောက်နော်ကျွန်တော်ကြုံတွေ့မြင်တွေ့ခံစားရတဲ့အရာဖြတ်တန်းရတဲ့ဘဝအပေါ်မှာပြီးတော့မှနော်နာချီမှုခါတီးမှုနော်စိတ်ထဲမှာအင်မတန်မှခြေကွဲတဲ့နော်တန်ရာမျိုးစုံရှိတယ်ဆိုတော့တွေ့ရတော့ကျွန်တော်မိဘတွေဆိုလို့ရှိရင်တော့ဒါသူတို့ဝင်းချင်းမှနေတဲ့ဝင်းချင်းရေးချင်းဆိုတော့တချို့နော်နည်းတက်ကြီးရဲ့ဘိုင်းတွေတော့တိတယ်နော်ဆိုတော့လူမျိုးရေးပြဿနာတွေရှိတဲ့နော်လာပြီးတော့မှနော်ဓာတ်တွေနဲ့ဖုတ်နော်တချို့ကလေးတွေဆိုလို့ရှိရင်လည်းပဲနော်ဓာတ်နဲ့ဒီလိုမျိုးထိုးလိုက်တာတချို့ဆိုရင်ဒီလိုမျိုးပြရန်ပြီးတော့မှနော်အုတ်နိုင်ရန်ကိုပြပေါက်လိုက်တာတို့နော်အစုံထဲမှာထည့်ထောင်းတာတို့အဲ့ဒီရာဇဝင်တွေရှိနော်ကျွန်တော်မိဘတွေကဒီအရာကိုတကယ်ကိုသူတို့ကြုံတွေ့ပြီးတော့မှသူတို့ဖြတ်တန်းရမနဲ့စောကြီးနော်အဲ့လိုမျိုးကြုံရတဲ့အခါမှာသူတို့အသက်လွတ်အောင်သူတို့ကပြေးရနော်ဆိုကျွန်တော်အဖေဆိုလို့ရှိရင်လည်းကျွန်တော်အဖေနဲ့အမေပေါ့အဲ့တုန်းကကျွန်တော်အမကိုရပြီးပြီနော်ကျွန်တော်ကမဝေးသေးဘူးဆိုတော့မြစ်ချနာကိုသူတို့ရောက်သွားတယ်ဆိုသူတို့ဘဝမှာဒီစိတ်ဓာတ်ညာကနော်အင်မတန်မှအကြီးမားဆိုတာလုံးမှုတယ်ဆိုတော့ကျွန်တော်နောက်ပိုင်းမှာကျွန်တော်သိရဆိုတော့အဖေဆိုလဲအမြင်ကလေကြောက်စိတ်သွားမှုကြည့်တော့ဒါတော့မပေါင်းနဲ့တော့ဗလားတဲ့ဒါပေမဲ့တခုဆိုသူကလူရာထက်ပြီးတော့ဗာဖြစ်လဲမန္တာလည်းမပြောရဘူးဟုတ်တာလည်းသူမပြောရဘူးတခုဆိုကြောက်စိတ်ကသူ့ကိုလွန်မှုသွားကျွန်တော်အမေလည်းအဲ့တိုင်းပဲနော်တည်င်းနားထောင်ရင်တောင်မှတည်င်းချားပြီးတော့မှသူကသူ့စိတ်ထဲမှာဘာဖြစ်နေပြီလဲကြောက်နေပြီအဲကြောင့်ကျွန်တော်ကသူ့ကိုပြောတယ်အမေနော်အဲ့လိုကြောက်နေမှာမှအဲ့လိုကြောက်နေမှာဟိုကြောက်နေမယ်ဆိုရင်နားမထောင်နဲ့လို့ပြောဒါပေမဲ့ तू ကမရဘူးည8 နာရီဆိုဘာဖြစ်ပြီလဲနားထောင်ခြင်းပြီ तू ကနားထောင်ပြီးတော့ तू ကြောက်ပြီတော့ပြောချင်တာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကြောက်ရာကတူကြောက်စရာလို့ကျွန်တော်မခံစားရပေမဲ့သူတို့အတွက်ကကြောက်စိတ်ကငကိုအခန့်ရှိနေတဲ့အခါမှာလူရာထက်ပြီးတော့ကြောက်ဒါကြောင့်ဘဝမှာဘာမှနော်ဘယ်လိုပြောမလဲပြီးမြောက်အောင်နော်ဒုက္ခဖို့ဆိုတာအလွန်ဘာဖြစ်လဲသူများတခွန်းပြောလိုက်တာနဲ့ဘာဖြစ်သွားလဲတွန့်သွားတယ်ကြောက်သွားတယ်သူများမျက်စောင်းထိုးလိုက်တာနဲ့ဘာဖြစ်သွားလဲကြောက်သွားတယ်ပုတ်သွားတယ်ဆိုတော့လောကကြီးထဲမှာဒီလိုနော်ကြောက်စိတ်ကလွမ်းမိုးနေတယ်ဒီနာချီစိတ်တွေကလွမ်းမိုးနေတယ်စိတ်တန်ရာတွေများဆိုတော့ကျွန်တော်ခံစားနေရမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ဝမ်းမြောက်စွာနော်ရင်တက်ခြင်းနဲ့လွတ်မြောက်ခြင်းနဲ့ကျွန်တော်ဘယ်လိုလုပ်အသက်ရှင်နော်ဒီတမကကျွန်တော်လှုပ်ရှားအလုပ်တွေကိုကျွန်တော်လှုပ်ဆောင်တဲ့အခါမှာအစီတာနောက်ဆက်တွေကျွန်တော်ကြုံရတဲ့အခါမှာဒါတွေကိုကျွန်တော်စိတ်ကူအားနေဘယ်လိုကြော်ဖြတ်ပြီးတော့မှအဆုံးတန်ကျွန်တော်ဘယ်လိုသွားအရန်ကြောက်တဲ့သူကခရီးမရောက်အရန်ကိုနာချိခါတီးတဲ့သူတွေကလည်းနော်စိတ်ထဲမှာတန်ရာမြတ်ဆိုခံစားတဲ့အခါမှာသူတို့လည်းပဲတကယ်ကိုနော်ဒီနာချိချက်တွေနဲ့ပဲကျွန်တော်ရှေ့ကိုမရောက်နိုင်ဘူးဆိုတာကိုကျွန်တော်တွေ့ရနော်ဒါကြောင့်ကျွန်တော်တို့စိတ်တန်ရာတွေကျင်းပြီးတော့မှနော်ချမ်းမာတဲ့နှလုံးသားနဲ့လောကထဲမှာကျွန်တော်တို့နော်အသက်ရှင်ဖို့ရတော့ဘုရားသခင်အလိုရှိတယ်ဆိုတော့ကျွန်တော်နားလည်တယ်နော်ကျမ်းစာတစ်ချက်နဲ့ချက်လောက်ကျွန်တော်ကြည့်အောင်တုတ်တန်ကျမ်းအခန်းကြီး14အငယ်30တုတ်တန်14အငယ်30ဟုတ်ပြီတုတ်တန်ကျမ်းခန်း14အငယ်30ချမ်းသာသောနှလုံးသည်ကိုယ်အသက်ရှင်စေသောအကြောင်းမြူစုသောသဘောမူကားအယိုးဆွေးမြေ့ခြင်းအကြောင်းဖြစ်အာမင်ဆိုဒီထဲမှာနော်မြူစုသောသဘောဆိုတာကတနည်းအားဖြင့်ဒါကိုမနာလိုတဲ့နော်စိတ်သဘောလို့လည်းကျွန်တော်ပြောလို့ရနော်ဒီမနာလိုခြင်းမြူစုခြင်းဒီစိတ်သဘောကလည်းပဲနော်စိတ်ရဲ့ယောဂတစ်မျိုးဖြစ်တယ်ဆိုတာနားလည်နော်ဆိုဒီနေ့ကျွန်တော်အသက်တာထဲမှာညူဆူခြင်း
မနာလိုခြင်းသဘောကနေပြီးတော့ကျွန်တော်တို့ကလွတ်မြောက်ဖို့အဲ့ဒီထဲကလွတ်မြောက်ဖို့ဆိုရင်ကျွန်တော်နားလေလာတာကဘာလဲဆိုဘုရားသခင်ရဲ့ကျေးဇူးတော်ကကျွန်တော်အရောက်တိုင်းပေါ်မှာအလွန်ကြွယ်ဝတယ်ဆိုတာကိုနားလေတဲ့အခါအဲ့ဒီသဘောကနေပြီးတော့လွတ်မြောက်ခွင့်ရတယ်ဆိုတာကျွန်တော်နားလေဥပမာဆိုပါစို့နော်ယူဆခြင်းသဘောကဘယ်အချိန်မှတက်ရောက်လာကိုယ်တက်တာတဲ့သူတွေ့တဲ့အခါအဲ့လိုမျိုးစိတ်တွေကရောက်လာနော်ကိုယ်တက်ပြီးတော့ချမ်းသာတဲ့သူကိုတွေ့တဲ့အခါမှာအဲ့ဒီစိတ်သဘောကကိုယ်ထဲကိုရောက်လာနော်ရတော့အဖြစ်ဒီယူဆခြင်းမနာလိုခြင်းဆိုတာကကျွန်တော်ကအမှုတော်ဆောင်တည်ဆရာဖြစ်တဲ့အတွက်ကြောင့်နော်ဥပမာပြောတာနော်စီးပွားရေးသမားကိုကျွန်တော်ကမနာလိုစရာအကြောင်းမရှိနော်စီးပွားရေးသမားလည်းကျွန်တော်အမှုတော်ဆောင်ကိုမနာလိုစရာအကြောင်းမရှိမနာလိုခြင်းကကျွန်တော်တို့ညာတော့အဖြစ်အမှုတော်ဆောင်ခြင်းတူရင်မနာလိုခြင်းရောက်လာတတ်စီးပွားရေးသမားချင်းတူရင်မနာလိုခြင်းကဘာဖြစ်လာတတ်လဲရောက်လာဆိုဒီနေ့ကျွန်တော်အသက်တာထဲမှာလူတိုင်းကတော့နော်ဒီလူမျိုးစိတ်ခံစားချက်ဒီလိုအခြေမျိုးတွေကျွန်တော်တို့ကြုံရတတ်ပါစိတ်ထဲမှာဖြတ်တဲ့ဒီအကြောင်းအရာတွေကဝင်လာမိတတ်ပါတယ်ဒါပေမဲ့အဲ့ဒါကိုအခွင့်မပေးမိဖို့ရည်ကြည်ပါအာမင်ဆိုတော့ကိုဟာတခင်ယေရှုခရစ်တော်အားဖြင့်ကိုဟာမျက်နှာရတော်သူဖြစ်တယ်အာမင်ယေရှုခရစ်အားဖြင့်ကိုဟာစီးစိမ်ရှိတော်သူဖြစ်တယ်ကောင်းကြီးခံစားရတဲ့သူဖြစ်တယ်ခရစ်တော်အားဖြင့်နော်ခမည်းတော်ရဲ့လက်ရာဘက်မှာအဖက်ဒီချောင်းနော်လက်ရာဘက်မှာထိုင်တော်သူဖြစ်အာမင်အဲ့ဒါလောက်မြင့်တာအဲ့ဒါလောက်ပြည့်စုံတာအဲ့ဒါလောက်ဘုရားသခင်ခရစ်တော်ထဲမှာပြင်ဆင်ထားတာကကျွန်တော်အရောက်တိုင်းဘယ်သူမှမပူတယ်လို့ဘယ်သူပြောအဲ့ဒါကိုကိုနားလေသွားတဲ့အခါမှာနေရာအတွက်လည်းကျွန်တော်တို့မနာလိုစရာအကြောင်းမရှိသလို तू ကပူပြီးတော့မှရှိသွားရင်လည်း तू ကမနာလိုစရာအကြောင်းမရှိဘူးကျွန်တော်အလင့်လဲလာလိုက်တယ်အာမင်ကျွန်တော်ဟာကောင်းချီးခံစားရတယ်ဖြစ်တယ်ကျွန်တော်ဟာမျက်နှာသာရတော်သူဖြစ်တယ်ကျွန်တော်ဟာခရစ်တော်အပြင်မင်္ဂလာရှိတော်သူဖြစ်တယ်အာမင်မနာလိုစိတ်တွေကလွင့်ပြောက်အာမင်ဆိုမနာလိုစိတ်အစားသူကောင်းချီးပူခံစားရတယ်ဆိုချီးမွမ်းကျေးဇူးတင်ချီးမွမ်းအာမင်ကျွန်တော်တို့အမှုတော်ဆောင်တွေထဲမှာထားပါစို့တင်းတော်မှာရှိတဲ့အမှုတော်ဆောင်တွေဆိုပါစို့ကောင်းချီးခံစားရတယ်နော်သူအများကြီးကောင်းချီးခံစားရတယ်ဆိုရင်ဝမ်းတော်တာပေးရဘာဖြစ်လို့ဆိုအတင်းတော်ကနေတော့သူတို့ကိုထောက်ပံ့မှုဆိုရင်ကျွန်တော်မထောက်ပံ့နိုင်ဘူးလေလုံလောက်ပူရှံစွာကျွန်တော်တို့ကမထောက်ပံ့နိုင်ဘူးလေအဲ့တော့သူကောင်းချီးခံစားရတယ်ဆိုရင်ကျွန်တော်တို့ကဘာပြရမလဲဝမ်းတာရမယ်ကျေးဇူးတော်တောင်ချီးမွမ်းရမှာဖြစ်အာမင်ဆိုတော့ဒီယူဆတဲ့စိတ်နှလုံးသားကကျွန်တော်အသက်တာထဲမှာတော့ဘာဖြစ်စီလဲဆိုလို့ရှိရင်ကအယူဆွေးနွေးစရာအကြောင်းဖြစ်စီဒီရဲ့ဘဝအသက်တာထဲဒီနှလုံးသားကိုကိန်းအောင်နေပြီဆိုတယ်အယူဆွေးနွေးတကယ်ဆွေးနွေးတော့ပါကျမ်းမာခြင်းစိတ်ပိုင်းဆိုင်ရာတော့မှကျွန်တော်တို့အသက်ရှင်ရစရာအကြောင်းဖြစ်သွားတယ်ဆိုတော့ကျွန်တော်တွေ့ရနော်ဒါပေမဲ့ကျမ်းမာတဲ့နှလုံးသားကဘာဖြစ်စေလဲအသက်ရှင်စေသောအကြောင်းဖြစ်ဒါပေမဲ့ဆိုဒီနေ့လောကမှာယူဆစရာအခြေအနေမျိုးတွေလည်းကျွန်တော်ကြုံနိုင်ပါတယ်ဒါပေမဲ့ဖြစ်တဲ့ဝင်လာပေမဲ့သင်ဟာအဲ့ဒီကလွတ်မြောက်တော်သူဖြစ်ပါစေအဲ့ဒီစိတ်ကိုလုံးဝသင်အခွင့်မပေးသင်အခွင့်ပေးလိုက်တာနဲ့စာတန်ကအဲ့ဒီမှာဘာဖြစ်သွားလဲခြေကုပ်ယူပြီးတော့မှသင်ရဲ့အယူတွေကိုဘာဖြစ်စေတော့မလဲဆွေးနွေးယူရင်းစီတော့ညအိတ်မပြောတော့နော်မနာလိုခြင်းရတဖြည်းဖြည်းကြီးပြီးတော့မှကိုယ့်ရဲ့အတ္တတကယ်ဆုံးယုတ်ခြင်းပဲဟုတ်ကျမ်းမာတဲ့နှလုံးဖြစ်ပါစေအာမင်ပြောပါအောင်ကျမ်းမာတဲ့နှလုံးဖြစ်ပါစေအာမင်ကျွန်တော်ညူဆူစရာအကြောင်းမရှိပါဘူးဘုရားခင်ယေရှုခရစ်အားဖြင့်ကျွန်တော်တို့ကိုအရောက်တိုင်းကိုပြင်ဆင်ထားပေးတာဖြစ်ယုံကြည်ပါဝန်ခံပါအဲ့ဒီအရာကိုကျွန်တော်တို့ကရယူသိမ့်ပိုက်ဖို့ဖြစ်တယ်ရရှိနာမှာဘုန်းကြီးပါစေအာမင်နောက်ကျမ်းပိုက်တစ်ခုကိုကျွန်တော်ဆက်ပြီးတော့ကြည့်အောင်နော်တုတ်တန်ကျမ်းထဲမှာပဲအခန်းကြီး7အငယ်20ဖြစ်ပါတယ်တုတ်တန်အခန်းကြီး7အငယ်
20ဖြစ်ပါတယ်ရှင်လန်းခြင်းဒီလေရှင်လန်းခြင်းဒီကျမ်းမာစေတတ်စိတ်ပြတ်ခြင်းမူကားအယိုးတို့ကို၆တွေ့စေတတ် sorry 20စက္ကွန်တုတ်တန်စက္ကွန်အငယ်20စိတ်ရှင်လန်းခြင်းဒီကျွန်တော်ဝါရှင်နည်းနည်းလေးမတူတာဖြစ်လိမ့်မယ်နော်ကျမ်းမာစေတတ်စိတ်ပြတ်ခြင်းမူကားအယိုးတို့ကိုတွေ့၆စေတတ်ဟုတ်ပြီဆိုတော့ဒီမှာစိတ်ပြတ်ခြင်းဒါလည်းစိတ်ယောဂါတစ်မျိုးပဲဖြစ်တနည်းအားဖြင့်ဒီဟာကိုဘယ်လိုခေါ်မလဲဆိုစိတ်ကြယောဂါလို့နော် depression စိတ်ကြယောဂါအဲ့တော့စိတ်ကြယောဂါရဲ့လက္ခဏာကဘာလဲဆိုတော့ဒီကလေအနုလက္ခဏာတွေးတဲ့ဘက်ပြီးလို့ရှိရင်စဉ်းစားလိုက်ရင်တခုခုလောက်တော့မယ်ဆိုမဖြစ်နိုင်ဆိုတဲ့ဘက်စဉ်းစားတယ်နော်ဆိုတော့အဲ့ဒါကဘာလဲဆိုရင်စိတ်ကြယောဂါရဲ့လက္ခဏာဖြစ်တယ်ဆိုတော့တွေ့ရနော်ဆိုတော့ကျွန်တော်တို့မှာစိတ်ကြယောဂါဖြစ်သွားပြီဆိုလို့ရှိရင်လည်းဘာမှမလုပ်ချင်တော့ဘူးဘယ်အရာကမှဖြစ်လာမယ်လို့သူမထင်တော့နော်အရာရာကိုသူအရှုံးပေးခြင်းနဲ့အနုလက္ခဏာဆန်တဲ့အတွေးပဲကျွန်တော်တို့နော်တွေးသွားတဲ့အခါမှာစဉ်းစားကြည့်ဒီလိုစိတ်ကြ depression နဲ့ကျွန်တော်တို့ဘယ်လိုအသက်ရှင်ကိုလုပ်ငန်းကိုဘယ်လိုလုပ်လဲကိုပြည်သားစုကိုဘယ်လိုပြုဆောင်လဲကိုသားသမီးကိုဒီလို depression နဲ့ဘယ်လိုပြုစုဆိုတော့အဲ့ဒီ depression ကလည်းကျွန်တော်အသက်တာထဲမှာနော်အင်မတန်ကြီးမားတဲ့စိတ်ယောဂတစ်မျိုးဖြစ်တယ်ဆိုတာကျွန်တော်တို့နားလည်နော်အများအားစိတ်တကြတယ်စိတ်ပြတ်တယ်ဆိုရင်အဲ့ဒါ depression ရဲ့လက္ခဏာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်နော်ဒါကြောင့်အဲ့ဒါလည်းအယူတို့ကိုဘာဖြစ်စေတတ်လဲတွေ့ချောက်စေတတ်တယ်ခန်းချောက်စေတတ်တယ်ဘဝအသက်တာလည်းရှင်လန်းခြင်းစိတ်ကချမ်းသာစေတတ်တယ်ဒါကျွန်တော်တို့အသက်တာထဲမှာတချို့လူတွေရဲ့အသက်တာထဲမှာနော်ပျော်ပျော်နေတတ်တဲ့ဒါလည်းမင်္ဂလာတစ်ပါးပဲနော်ကြည့်လိုက်ရင်တို့ကအစမပြေတာတွေအများကြီးလို့ထင်ရပေမဲ့ဒါပေမဲ့ဒီပျော်ပျော်နေတတ်တယ်နော်ပျော်ပျော်နေဟာတလေးပါလေးလှုပ်လိုက်နေပျော်ပျော်နေတတ်တယ်နော်ဒါလည်းတကယ်ကိုနော်တရားကျင့်လူကိုရှိတဲ့စိတ်တဘောဖြစ်တယ်ဆိုတော့တွေ့ရနော်ကျွန်တော်ဆရာဦးညွန့်လာဆိုလို့ရှိရင်ဘယ်တော့စိတ်ပြက်လဲဘယ်တော့စိတ်ပျော်လဲမသိဘူးသူကလေတွေ့ရင်အမြဲတမ်းဟာတာပြောတယ်ချစ်စရာလေးနော်အတုပမှာတရားဟောရင်လည်းတဝါဝါနဲ့ညီနေရဆိုတော့ပျော်ရွှင်တတ်တဲ့သူပျော်တတ်တဲ့သူတော့နော်အချိန်မျိုးမျိုးထဲမှာပျော်ရွှင်စွာနေတတ်တဲ့သူနော်တခါလေမှာပျော်ရွှင်ခြင်းဆိုတာကလည်းကျွန်တော်တို့ကဘယ်လိုပြောချင်တာကဖန်တီးတက်ရတယ်နော်ဖန်တီးတက်ရတယ်ဒါပျော်ရွှင်ခြင်းဆိုတာနော်ဆိုတော့ပျော်ရွှင်စွာရှင်လန်းစွာနေခြင်းကနော်ချမ်းသာခြင်းကိုဖြစ်စေရရှိလာမှာဘုန်းကြီးပါနော်ဒါသိပ္ပံနည်းပညာအရာနော်ကျမ်းစာကသိပ္ပံရဲ့ရှိကိုအများကြီးပြပါနော်သိပ္ပံနည်းအရာနော်လူတစ်ယောက်ဟာစိတ်ထောင်းပူချနော်စိတ်မှာတန်ရာတွေများတယ်မပျော်နိုင်တော့ဘူးနော်ဒီကျမ်းမာရေးရှိတော့အရာလူတစ်ယောက်ကစိတ်ဖြစ်စီမှု3 လလောက်ကြီးကြီးမားမားခံစားရတယ်ဆိုရင်အဲ့ဒီကကင်ရောဖြစ်လာရခိုင်နော်ဆိုလူတိုင်းမှာတော့ကင်ဆာဆဲလ်ဖြစ်နိုင်ရဲ့ရှိနော်ဒါပေမဲ့နော်ဒီအရာကိုဒီကင်ဆာဆဲလ်တွေကိုအောင်မြင်စွာတိုက်လာနိုင်တဲ့အရာကစိတ်ဓာတ်ပိုင်းဆိုင်ရာပျော်ရွှင်ဝမ်းမြောက်နေခြင်းကလည်းကင်ဆာဆဲလ်တွေကိုပါလဲအနိုင်ယူတဲ့ဆေးကြီးတစ်ခုဖြစ်ဆိုတာကျွန်တော်နားလည်နော်3 လလောက်စိတ်ပြတ်ခြင်းစိတ်တချခြင်းစိတ်ဖိစီးမှုကိုကြီးကြီးမားမားခံစားရတယ်ဆိုရင်လူရဲ့ခန္ဓာဇီဝတိတာကမောက်ကမဖြစ်ပြီးတော့မှဆဲလ်တွေကနော်ပျက်စီးထိခိုက်လာတဲ့ကင်ဆာရောဒါကြောင့်ရှင်လန်းစွာဘာဖြစ်ဖို့လဲနေတတ်တော်သူဖြစ်ဖို့ဒါနှုတ်ကပတ်တော်ထဲမှာတော့ပြောပါတယ်ကိုရော၌ဝမ်းမြောက်ခြင်းရှိအာမင်သခင်ဘုရား၌ပါလဲဝမ်းမြောက်ခြင်းရှိပါတဖန်ငါဆိုဒီကပါလဲဝမ်းမြောက်ခြင်းရှိပါရရှိနာမဘုန်းကြီးပါစေခရစ်တော်အထဲမှာကျွန်တော်တို့အတွက်ဝမ်းမြောက်စရာတွေဘာဖြစ်လဲရှိပါ
ချီးမွမ်းတဲ့အခါမှာအယပါယဘာလို့လဲပါလဲဝမ်းမြောက်စွာနဲ့ချီးမွမ်းလိုက်ပါအာမင်ဆုတောင်းတဲ့အခါမှာဝမ်းမြောက်စွာဖြင့်သင်ဘာလို့လဲပါလဲချီးမွမ်းလိုက်ပါစိတ်ထဲမှာရှိတဲ့အယိုးဆွေးမြေ့စေတဲ့ဒီအရာတွေယူဆခြင်းတွေကဘာဖြစ်သွားမလဲတွင်စင်ပွက်ပြောက်သွားလိမ့်မယ်ရရှိနာမှာဘုန်းကြီးပါစေအာမင်ဆိုတော့ဒီနေ့ကျွန်တော်တက်တာချမ်းမာတော့နှလုံးဖြစ်ဖို့ကြည့်ပါတယ်ဆိုတာကိုကျွန်တော်နှုတ်ပတ်တော်အဖြစ်တွေ့ရဟုတ်ပြီဆိုတော့ကျမ်းစာလေးတစ်ချက်လောက်ကျွန်တော်ထပ်ပြီးတော့ကြည့်ရအောင်နော်ဟေဘရဲဝါစာခန်းကြီး7အငယ်15ထဲမှာအဲ့ဒီမှာဘာအကြောင်းကျွန်တော်တွေ့ရလဲဆိုတော့ဟေဘရဲ7အငယ်15ထဲမှာဟာစွာတော့ပြင်မစ်ဆိုတာကျွန်တော်တွေ့ရတစ်ချက်လောက်ဖတ်ကြည့်ရအောင်နော်သင်တို့တွင်တစုံတစ်ယောက်မျှဘုရားသခင်၏ကျေးဇူးတော်ကိုမရဘဲမနေစေခြင်းငှာ၎င်းခါစွာသောပင်မစ်ပေါက်၍သင်တို့နောက်ဆက်သဖြင့်လူများတို့တနေ့ညညူးစေခြင်းငှာ၎င်းဟုတ်ပြီနော်ဒါတော့ပဲကျွန်တော်တို့ဖတ်ခြင်းနဲ့ဆိုတော့ဒီနေရာမှာနော်ခါစွာသောပင်မစ်ပေါက်၍သင်တို့နောက်ဆက်သဖြင့်နော်ဆိုတော့ဒီပြောချင်တာကဘာလဲဆိုလို့ရှိရင်ခါစွာသောပင်မစ်ဆိုတာစိတ်ထဲမှာစိတ်နှလုံးသားထဲမှာရှိတော့နော်ထားတီးခြင်းနာကြည့်ခြင်းကိုပြောတာဆိုတော့အဲ့ဒီအရာကဘာနဲ့တူလဲဆိုတော့အစိတ်ပင်လိုပဲအစိတ်အတော့လိုပဲကျွန်တော်လူအထဲမှာဆိုတော့တချို့သောအသက်တာတွေထဲမှာကျွန်တော်တို့စကားပြောလိုက်တာနဲ့ဘာသိရလဲဆိုတော့သူ့ထဲမှာဘာတွေအများရှိအစိတ်အတော့တွေဘာဖြစ်လဲအများကြီးရှိတယ်ဆိုတာကိုသိရစကားပြောလိုက်တာနော်နာချီချင်းတွေခါတီးချင်းတွေမချီနှက်ချက်ဆိုခါစွာတော့ပင်အမြင့်ဆွဲတယ်လို့ပဲစိတ်နှလုံးသားထဲမှာအဲ့ဒီခါတီးချင်းတွေကပြည့်ဆွဲဒါလည်းနော်မချမ်းပါတဲ့စိတ်နှလုံးရဲ့အခြေအနေဖြစ်တယ်ဆိုတာတွေ့ရနော်အဲ့တော့ခါတီးချင်းကကိုယ့်ဘဝအသက်တာကိုလည်းအများကြီးအနောက်အရှက်ဖြစ်စေဝမ်းမြောက်ခြင်းနဲ့သူဆွဲယူသွားတယ်ညင်သက်ခြင်းနဲ့သူဘာဖြစ်သွားလဲခိုးယူသွားတယ်ခါတီးခြင်းလူတယောက်ရဲ့အသက်တာထဲမှာခါတီးခြင်းပြင်းမြင့်စိတ်နော်ဝိညာဉ်ရှိပြီဆိုလို့ချင်းစာရမဏတ်ကအလုံးလုံးလုံးအကောင်းဆုံးသောချစ်ကိုအရာဖြစ်တယ်သူ့ကိုပူပြီးတော့နာကျင်စေတယ်ပူပြီးတော့မှခါတီးစေတယ်ပူပြီးတော့မှနာကျင်စေတယ်စာရန်ကလေကျွန်တော်တို့လူရဲ့အသက်တာကိုဘာလုပ်ကျင်လဲဆိုတော့သူကလေတခါရင်တော့စက်ကူလိုပဲဒီလိုမျိုးချီတော့မှာနော်တခါဒီမှာစစ်တန်ရာတွေများစွာနဲ့နာချစ်ချက်များစွာနဲ့ဘဝမှာတန်ရာပေါင်းများစွာနဲ့နော်တခါရင်နော်စိတ်ပြတ်အားနေနော်ကောင်းမထောင်နိုင်အောင်နော်စက်ကူကိုဒီလိုချီတယ်လို့ကျွန်တော်တို့ရဲ့ဘဝအတ္တတာကိုတန်ရာပေါင်းများစွာနဲ့ဒီလိုမလုပ်ချင်လဲသူကချီတယ်အဲ့တော့အဲ့ဒီခါတီးချင်းကိုကျွန်တော်နှလုံးသားထဲမှာအခွင့်ပေးရင်အဲ့ဒီတတ်တာလို့ပဲနော်ချီမွတဲ့အတ္တတာနဲ့ဆက်ပြီးတော့ကျွန်တော်တို့ကဝါတဲ့အတ္တတာထဲမှာနော်ဒီနည်းအားဖြင့်ကျွန်တော်တို့ဘဝအတ္တတာအများစီတာနောက်ရှက်ဖြစ်စေတယ်တိုးတက်မှုစီတာဖြစ်စေတယ်နော်ပြီးလို့ရှိရင်လုပ်ငန်းတွေထဲမှာစီတာများကြီးပါဖြစ်စေလဲဖြစ်စေတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရနော်ဒါကြောင့်နော်ဒီအရာကိုလည်းကျွန်တော်တို့အထူးသဖြင့်နော်လူမြောက်ဖို့အတွက်ရည်ကြည်ရဲဆိုတာကိုကျွန်တော်တို့နားလည်နော်အဲ့တော့ကျမ်းစာထဲမှာကျွန်တော်နည်းလေးဆက်ပြီးတော့ကြည့်နော်ဟုတ်ပြီတုတ်တန်ချမ်းခန်းကြီးလေးအခန်းငယ်22 23တစ်ချက်လောက်ဖတ်ကြည့်ကျမ်းစာကကျွန်တော်အလုံးဖတ်ပူပြီးသားသိပြီးသားဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တစ်ခါပြန်ပြီးတော့နည်းနည်းလေးနော်ဆင်ခြင်ကြအောင်အခန်းကြီး၄အခန်းငယ်22 23အကြောင်းကထိုတရားစကားကိုတွေ့ရသောသူတို့သည်အသက်ရှင်ခြင်းတကိုယ်လုံးချမ်းသာခြင်းအကြောင်းကိုတွေ့ရပြီးနှလုံးသည်အသက်ဤအခြေမြစ်ဖြစ်သောကြောင့်
သင်ဤနှလုံးကိုအထူးသဖြင့်စောင့်ရှောက်လောအာမင်အဲ့တော့စိတ်ထောင်းတိုင်းပူခြင်းဒီမှာစကားရှိတဲ့အတိုင်းစိတ်မချမ်းသာစိတ်ထဲမှာယောဂတစ်ခုဖြစ်နေနော်ဒါကိုအရင်ဘာဖြစ်ဖို့လဲဥတဖို့ဆိုတယ်ဆိုတာကိုကျွန်တော်တို့အနားလေးနော်အဲ့တော့စိတ်နှလုံးကဏ္ဍနဲ့ပတ်သက်ပြီးတော့နှဆိုင်ပါနော်နှဆိုင်ပါတချို့စိတ်တန်ရာတော့ရှိတယ်စိတ်ထဲမှာနော်မချမ်းမမာတော့ဖြစ်နေတယ်ကျို့ဆိုစိတ်တကြသူအလုံးလက္ခဏာပဲတွေ့ခါတီချင်းနေဖြစ်ဒဏ်ရာတန်ချက်များဆိုတော့ရှိနေတယ်ဒါပေမဲ့ဘလို့လွတ်မြောက်နိုင်မလဲဆိုတာကိုသူတို့မှာအဖြေမရှိနော်တော်တော်လေးကိုနေစီဟုတ်ပါလူကစိတ်တန်ရာရှိစိတ်ထဲမှာ depression ဖြစ်စီမှုဖြစ်တယ်ဆိုမလွယ်ဘူးတော့အပြစ်မဆိုင်အိမ်မိုင်းတော့ပေါ့ရင်ပေါ့အောင်ပါဒါပေမဲ့စိတ်ထဲမှာပြဿနာပေါင်း16000မနေတယ်ဆိုရင်စားလဲဒီစိတ်အိမ်လဲဒီစိတ်တွားလဲဒီစိတ်ဆိုရင်ကြာလာရင်မခံနိုင်ဘူးဒါကြောင့်စိတ်ချမ်းသာခြင်းကအရာကြီးအထူးသဖြင့်ဒီကာလမျိုးမှာကျွန်တော်တိုင်းမှာလူတွေကတန်ရာတွေရပြီကျွန်တော်အတွက်ဆိုလို့ရှိရင်ကျွန်တော်ကကျေးဇူးတော်ကြောင့်ပေါ့နော်20နှစ်လောက်မှာကျွန်တော်ဘုရားဆောင်တင်းရုပ်ဆရာပေါ့ဒီတင်းတော်မှာကျွန်တော်ဘုရားဆောင်တင်းရုပ်ဆရာဖြစ်လာတယ်ဒါလည်းပဲဘုရားသခင်ပေါ့နော်ကျန်တဲ့မှာရှိတယ်လို့ကျွန်တော်ထွက်ပြေးမှု3ခါလောက်စဉ်းစားတယ်ဒါပေမဲ့ side by side နော်ဘုရားကျွန်တော်ကိုဆရာကြီးအားဖြင့်တော့၎င်းเนาะကျွန်တော်တို့ချိန်စကားပြောပြီးတော့မှကျွန်တော်နောက်ဆုံးဒီဖြစ်နေချင်နော်ဆိုတော့ကျွန်တော်ရဲ့တွေ့ကြုံရကျွန်တော်မှာရှိတဲ့စိတ်တန်ရာကတမျိုးပြဘုရားနဲ့တူချင်ပါတယ်เนาะကျွန်တော်လည်းငငယ်ရွယ်နဲ့ဥဆောင်တဲ့သူเนาะခေါင်းဆောင်ဖြစ်လာတဲ့အခါမှာလုတ်ချင်တာပဲတိเนาะဘာဖြစ်ပဲညာဖြစ်မှကျွန်တော်သိမစင်စားဘူးလုတ်ချင်တာကိုဖြစ်အောင်ကျွန်တော်လုတ်သွားဒီနားမှာရှိတဲ့လူတွေနော်ဟိုလိုက်နိုင်လားမလိုက်နိုင်ဘူးတွားလို့တကူပဲတန်ရာပလပွားနဲ့ကြံရင်လည်းကြံတယ်အဲ့လိုမျိုးပြီးကျွန်တော်မှလည်းတန်ရာတချို့ရှိတယ်အဲ့ဒါဘာလဲဆိုတော့တခုကျွန်တော်ကခိုင်းလိုက်ဆိုလို့ရှိရင်ကျွန်တော်မျောလင့်တယ်လို့မဖြစ်လာကိုယ်ကာယဖြစ်လာတဲ့အခါမှာကျွန်တော်မှအဲ့ဒီ trauma စိတ်တန်ရာကျွန်တော်မှရဒါကြောင့်လူတွေကိုစကားပြောတဲ့အခါမှာတခုနော်ခိုင်းတော့မယ်တာဝန်ပေးတော့မယ်ဆိုတဲ့အချိန်မှာအမြဲတမ်းအဲ့ဒီဟာကကျွန်တော်ကိုစကားပြောနော်ကျွန်တော်ကိုပြန်ပြီးတော့အဲ့ဒီအနာဟောင်းကိုပြန်ပြီးတော့နော်တတိယစီဖြစ်ပါမလားဆိုတာမျိုးအဲ့လိုစဉ်းစားနေရင်လည်းမလုံးလိုက်နဲ့ကျွန်တော်ဖြစ်လာတဲ့အခါမှာလဲကျွန်တော်ကအဲ့ဒီစိတ်တန်ရာကကျွန်တော်မှာအများကြီးအဲ့ဒါကိုကျွန်တော်ကတတိအခုဆိုရင်ကျွန်တော်ဘုရားသခင်ကိုချစ်ဘုရားကျွန်တော်အနန္တတတ်ပါအာမင်ဒါကိုကြုံရတဲ့နော်တန်ရာဖြစ်လာတဲ့နော်တုံယုံတန်ယုံကျွန်တော်အလုပ်လုပ်တဲ့အခါမှာနော်သူကပြောပြီးတော့မှနော်သူခိုင်းပြီးတော့မှသူကကောင်းတာဝန်မချဘူးမလုပ်ဆိုတော့ပြန်ပြီးတော့အာနာရတယ်သူကလည်းကိုယ်အာနာအဲ့ဒီမှာကြားတယ်ဒါလည်းပြေးပါစီချီဒီစိတ်တိုင်းညောင်တော့မတူဘူးเนาะဒါကလည်းကျွန်တော်တို့အရန်ချစ်တဲ့ခင်တဲ့မိတ်ဆွေတွေကိုနောက်ကျောဓာတ်နဲ့ထူးတဲ့အခါအရန်ကြီးခံစားเนาะနာကျင်ကြီးခံစားရတယ်အဲ့လိုမျိုးလဲစိတ်တန်ရာကျွန်တော်တို့ဖြစ်သွားနိုင်တာပဲမထင်မှတ်တဲ့မိသားစုဝင်တွေကကိုယ့်ကိုနာကျင်စေတယ်ဒါလည်းဘာဖြစ်သွားနိုင်လဲစိတ်တန်ရာဖြစ်သွားနိုင်ကိုနော်ကိုအရန်ကိုနော်ချစ်သူကြီးစားကိုညင်းပယ်လိုက်တာလဲဒါလည်းစိတ်တန်ရာဘာဖြစ်နိုင်လဲဖြစ်သွားနိုင်တာတချို့ဆိုရင်ဒီမှာ sorry နော်လူတူကြီးပါတိုက်ဆိုင်မယ်လို့တော့မထင်ဘူးနော်ဒီကလူတွေကအနိုင်ပိုင်းတာမယူချင်လို့
ကျွန်တော်ပြောချင်တာကနော်တချို့နော်ဒီစားတစ်ခါထားမိပါတယ်ကိုအရင်ချစ်ပုံတော့ချစ်တယ်ဒါပေမဲ့အဲ့ဒီစားကိုဘာလို့ကြွားလဲစိတ်ထဲမှာတစ်သက်လုံးကတော့မိမယောက်ျားရတော့မယ်ဒီမှာစိတ်တန်ရာဖြစ်တော့နော်အဲ့တော့နောက်ဆုံးတော့လူပြူကြီးပဲလုပ်တော့အပြူကြီးပဲလုပ်တော့မယ်ဒီကလူတွေမပါဘူးတော့ကျွန်တော်ပြောပြီနော်အဲ့လိုဖြစ်စိတ်တန်အဲ့တော့ဒီတယောက်မြင်တိုင်းကိုယ့်ကိုလူတိုင်းဘာဖြစ်လဲဒီမှာမဟုတ်ဘူးဘုရားသခင်ကိုယ့်အတွက်ပြင်ဆင်ထားတာဘုရားသခင်ပြင်ဆင်ထားတာမဟုတ်တဲ့သူကရှာရှိပြီးတော့မှလက်ချစ်နေလို့ဖြစ်မှာပေါ့မလားဘုရားသခင်ပြင်ဆင်ထားတာမဟုတ်တဲ့ဟာကိုအရင်မဟုတ်ဘူးဆိုတော့ဘုရားဝတ်ချစ်တယ်လေကိုကမေတ္တာအမှန်နဲ့ပေးတယ်ဒါပေမဲ့ तू ကပြန်မချစ်ဘူး तू ကညှော်နေတယ်လို့မဖြစ်လာဘူးအရင်ကြီးတော့ဝမ်းနေစရာတော့မလိုဘူးဘုရားသခင်ကိုအတွက်အကောင်းဆုံးပြင်ဆင်ထားမယ်လို့ယုံကြည်ဖို့ပဲလို့အာမင်ဒီရဲ့တော့ဒီကိုကျွန်တော်စဉ်းစားတဲ့အခါမှာသူ့တာမီရောက်တဲ့ကို तू ကရက်ဆက်မလား तू ကနာကျင်စေမလားကျွန်တော်တို့ကသူ့အလိုတော်အချမ်းစီတော်အပြင်ဘက်ကနေတော့အရန်ကိုစန္ဒာရီဆိုတော့အရန်ကိုကျွန်တော်တို့ဖြစ်ပြီးတော့မှမဖြစ်လာတဲ့အခါမှာကိုကပဲနာကျင်တာတကယ်တော့မဟုတ်ဘူးဘုရားသခင်ကကိုယ့်ကိုပူတော့တာဖြစ်စေတယ်။ဘာအရာကိုဘုရားသခင်ပြင်ဆင်တာ။အာမင်။ဆိုကျွန်တော်အသက်တာထဲမှာအကြောင်းမျိုးမျိုးနီးလန်းမျိုးမျိုးနဲ့စိတ်တန်ရာတွေရပါစီဖြစ်သွားစီအဲ့တော့ကျမ်းမာတဲ့နှလုံးသားခွင့်လွတ်ခြင်းနော်ခွင့်လွတ်ခြင်းရှိနေတဲ့နှလုံးသားအဲ့ဒါကျမ်းမာတဲ့နှလုံးသားဖြစ်အာမင်အပြုတ်သဘောဥပပြဿနာတစ်ခုခုကိုကျွန်တော်အပြုတ်သဘောဆောင်ပြီးတော့မှစဉ်းစားနိုင်တယ်ဆွေးနွေးနိုင်တယ်လက်ခံနိုင်တယ်ဆိုရင်အဲ့ဒါပါလဲကျမ်းမာတဲ့နှလုံးသားဖြစ်တချို့ပြဿနာဒိန်းချုပ်ဖြစ်ပြီးတော့ဘာအမအပြုတ်သဘောမဆောင်နဲ့အဲ့ဒါဘာလဲဆိုလို့ရှိရင်စိတ်ဝိတနာနော်စိတ်တန်ရာတစ်ခုဖြစ်တယ်ဆိုတာအာမင်ဘဝမှာဖြတ်တန်းရတာအခုကျေးဇူးတော်ကြောင့်အသက်ကလည်း90နာနီးပါပြီးလို့ရှိရင်အခုအရာတွေများတော့ကျွန်တော်ဖြတ်တန်းရတဲ့အခါအတွေ့အကြုံကတော့အများကြီးဘုရားသခင်ပြီးတွေ့အာမင်ဒါကြောင့်ကျမ်းစာမှာခုနကျွန်တော်ဖတ်သွားတဲ့နော်တုတ်တ4ငွေ23ထဲမှာနှလုံးဟာအသက်ရဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်ပါလေသူ့ပြည့်တဲ့နှလုံးကိုမလုပ်ပါလဲစောက်ရှောက်တခြားတွေစောက်မရှောက်ရင်တော့မှနှလုံးကိုတော့မဖြစ်ရမလဲကိုနှလုံးကိုတော့ကိုစောက်ရှောက်ဖို့ဒီနှလုံးမချမ်းပါဘူးနှလုံးထဲမှာဒဏ်ရာတွေအနာရောဂါတွေဖြစ်နေတယ်ဆိုရင်เนาะကျွန်တော်တို့အသက်ရှင်ရတာကျွန်တော်တို့အသက်တူသွားနိုင်တယ်ချမ်းသာရေးထိခိုက်သွားတယ်နောက်တခြားကျွန်တော်ပြဿနာတော့များစွာဖြစ်သွားတယ်ဒါကြောင့်နှလုံးကိုအထူးဖြင့်စောင့်ရှောက်ဖို့ဖြစ်တယ်ကျွန်တော်တို့နားလည်အာမင်ဟာလေလုယာအဲ့တော့ကိုယ်နှလုံးကိုလက်လေးထားပြီးတော့ပြောပါဦးနှလုံးကိုစောင့်ရှောက်တော်သူဖြစ်ပါအာမင်သင်ရဲ့နှလုံးချမ်းသာနှလုံးစောင့်ရှောက်ဒီနှလုံးနဲ့အုံနောက်ဆိုတာမတူဘူးတပေလောက်ပဲချားတယ်ဒီအုံနောက်ဆိုတာကအမျိုးမျိုးစဉ်းစားတယ်လေနော်အတွေးကအမျိုးမျိုးဝင်တဲ့ချွတ်ဆိုဝင်တဲ့ချွတ်ထွက်လာတော့ကောင်းတာကောမကောင်းတော့ဒီရက်တော့ဒီပေါင်းများစွာတော့ဖြတ်တန်းသွားလာနေတာလေကိုယ်ထဲမှာနော်ဒါပေမဲ့အုံနောက်ကဒါစဉ်းစားတဲ့နော်တွက်ချက်တဲ့မချမ်းသာပြောတာကနှလုံးကိုဘာလို့ပါစောင့်ရှောက်အုံနောက်မှာတွေးတဲ့အရာကတော့ပြဿနာမရှိနော်မင်းတွေးနိုင်တယ်သူကအကြောင်းဆရာကဘာပြောရလဲကောင်းကင်မှာပြန်တဲ့ငှက်ကိုပေါ်မှာ
မပြန်နဲ့လို့ကျွန်တော်ပြောလို့မရဘူးဒါပေမဲ့ကိုယ်ခေါင်းပေါ်မှာအတိုက်ဆောက်မယ်ဆိုရင်တော့ကိုကဖွင့်ပြမှရနော်ကိုယ်ခေါင်းပေါ်မှာတော့အတိုက်တော့ပါလဲလာမဆောက်စေနဲ့ပေါ့နော်ဒီအတိုက်ဆောက်ခြင်းကကိုလက်ခံတာလက်မခံတာကျွန်တော်တို့ရဲ့နှလုံးနော်ဆိုတော့အတွေးပေါင်းများဆိုတော့ကျွန်တော်တရက်ပါမျိုးမျိုးတွေးနိုင်ပါတယ်ဖြစ်နိုင်ပါဒါပေမဲ့အဲ့ဒီအတွေးတွေကတည့်ရဲ့နှလုံးသားထဲကိုမရောက်လာပါစမ်းကောင်းတဲ့ဟာရောက်လာရင်တော့မင်္ဂလာရှိပါတယ်မကောင်းတဲ့ဟာရောက်သွားရင်ခင်ဗျာဒုက္ခရောက်တယ်နော်လူလားအတက်တက်ဒါကြောင့်တည့်နှလုံးကိုအထူးသဖြင့်ပါပြပါလေစောင့်ရှောက်ပါကျမ်းစာပါအာမင်နောက်ပြီးတော့မှဒီထဲမှာဘာပြောလဲဆိုတော့အငယ်20ထဲမှာအငယ်20ထဲမှာထိုတရားစကားကိုတွေ့ရတော့သူတို့အသက်ရှင်ခြင်းဒီကိုယ်လုံးကျမ်းမာခြင်းအကြောင်းကိုတွေ့ရပြီအာမင်ဆိုဒီထဲမှာတနည်းအားဖြင့်ကျွန်တော်ပြောမယ်ဆိုကျမ်းမာခြင်းဆိုတာအတွင်းနှလုံးသားကျမ်းမာခြင်းကိုလည်းပြောချက်နော်ကျွန်တော်အတွင်းနှလုံးသားကျမ်းမာခြင်းဆိုတော့အတွင်းနှလုံးသားကိုကျွန်တော်တို့ကိုကျမ်းမာစေနိုင်တာကဖခင်သခင်ရဲ့စကားဖြစ်တယ်အာမင်နော်ဖခင်စကားကကျွန်တော်နှလုံးသားကိုဘာဖြစ်စေလဲကျမ်းမာစေဒါကြောင့်ဟေဘရဲအခန်းကြီး4အငယ်7ဖခင်သခင်နှုတ်ကပတ်တော်ကတန်လျက်တကားတို့ချက်တယ်ဘုရားသခင်နှုတ်ကပတ်တော်ကအယူအစစ်စိတ်နှလုံးအကြံစီများကိုထုတ်ချင်းဖွင့်တယ်အာမင်ဆိုနှုတ်ကပတ်တော်ဘုရားတရားစကားကကျွန်တော်နှလုံးသားတွေကိုရောက်လာတဲ့အခါမှာဘာဖြစ်စေလဲကျွန်တော်တို့ရဲ့နှလုံးသားအနာတွေကိုငြိမ်းစေနော်စိတ်နှလုံးတန်ရာတွေကိုပုတ်တပေးနိုင်တဲ့ဆေးဖြစ်တဲ့ဘုရားစကားအာမင်တချို့ဟိုမှာနာတယ်ဒီမှာနာတယ်ဟိုမှာအားတဲ့နေလို့မတော့တော့ပုံနဲ့ဟာပါဟိုမှာစိတ်ကမ်းမှာစိတ်ကမ်းမှာတမန်သွားရိုက်ကြည့်ဆရာဝန်ပတ်စစ်ကြည့်ဘာရောမှမရှိဘူးခင်ဗျာဘာရောမှမရှိဘူးဒါနဲ့ဟိုနာတယ်အဲ့လိုရှိတယ်ရေးရှိတယ်နော်အဲ့ဒါဘာကြောင့်လဲဆိုတော့စိတ်ထဲမှာပါဖြစ်တယ်ဖြစ်နေတဲ့တရားကြောင့်နော်စိတ်ထဲမှာရှိနေတဲ့နော်ကြည်ကွဲတဲ့နှလုံးသားကြောင့်ဘာဖြစ်လဲခန္ဓာတွေကိုနော်မချမ်းမမာခြင်းတွေရောက်လာတဲ့သဘောဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့နော်ဒါကြောင့်အချို့သောလောကမှာရှိတဲ့ဆေးပညာတွေနော်ဆရာဝန်တွေဒီဆေးတွေကလက်လန်းမမီနိုင်တဲ့ပြဿနာစိတ်ထဲမှာရှိနေတဲ့ပြဿနာအဲ့ဒါတွေဘုရားသခင်နှုတ်ကပတ်တော်စကားကဘာဖြစ်စေနိုင်လဲလွတ်မြောက်စေနိုင်တယ်ချမ်းသာစေနိုင်တယ်အာမင်ဒါကြောင့်ကျွန်တော်တို့ချမ်းသာတဲ့နှလုံးဖြစ်ဖို့ဆိုတာကဘုရားရဲ့နှုတ်ကပတ်တရားစကားကိုကျွန်တော်တို့ဘာဖြစ်ဖို့လဲနှလုံးသွင်းဖို့စားသုံးဖို့ဖြစ်တယ်ဆိုတော့ဟုတ်ပြီချမ်းသာတဲ့ဘက်ကိုကျွန်တော်ကြည့်အောင်ဟေရှာယ53ဟေရှာယ53အပိုက်ငယ်9ဟေရှာယ53ပိုက်ငယ်9ထိုသူသည်ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့်နာကျင်စွာထိုးခြင်းနှိပ်စက်ခြင်းကိုခံလေ၏ငါတို့၏ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသောဆုံးမခြင်းသည်သူ့အပေါ်သို့ရောက်၍သူခံရသောဒဏ်ချက်အဖြစ်ငါတို့သည်အနာပြောက်လျက်ရှိကြ၏တရှင်လောကပတ်တော်ဖြစ်တဲ့သူကြောင့်ကြားတဲ့သူရောက်တိုင်းဖျားရှင်သူကောင်းခြင်းမင်္ဂလာရှိပါစေဆိုဒီနေရာမှာသခင်ရှိခိုးတော်ဘုရားပေါ်ပြထားတာတွေ့ရတယ်ဆိုတော့ငါတို့ရဲ့လွန်ကျူးခြင်းအပြစ်များကြောင့်ယေရှုကနာကျင်စွာထိုးခြင်းနှိပ်စက်ခြင်းကိုခံရပြီကဲလာပြီနော်ငါတို့၏ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသောဆုံးမခြင်း၏သူ့အပေါ်သို့ရောက်၍အာမင်ဒါစိတ်နှလုံးနဲ့ဆိုင်ငြိမ်သက်ခြင်းချမ်းသာနော်စိတ်နှလုံးထဲမှာငြိမ်ဝှက်ခြင်းချမ်းသာခံစားရဖို့ညာပဲယေရှုကိုပေါ်မှာဘာလို့လဲဆုံးမခြင်းခံရတော့သူခံရတော့ဒဏ်ချက်ဒီအနာရောဂါကိုဘာဖြစ်စေလဲကြောက်စေ
ကဲသခင်ရှုခရစ်တော်ဘုရားခံရတဲ့တန်ချက်တွေထဲမှာကျွန်တော်တို့အပြင်မှာကြာဖွနဲ့ရိုက်တယ်လက်တိနဲ့ထိုးတယ်နော်စသည်ဖြင့်နော်စူးရည်တရပူဆောင်းစီတယ်နော်အဲ့တော့အပြင်မှာကျွန်တော်မြင်ရတဲ့ဒဏ်ရာတွေရှိအဲ့တော့ဒီဒဏ်ရာတွေကကျွန်တော်တို့ချမ်းသာဖို့အတွက်ဖြစ်တယ်အာမင်ချမ်းသာဖို့အတွက်ဖြစ်တယ်ကဲနောက်တစ်ခုကဘာလဲဆိုတော့လမ်းနဲ့ထိုးတဲ့အခါမှာနှစ်ဘေးတော်မှာလမ်းနဲ့ထိုးတဲ့အခါသခင်ယေရှုခရစ်တော်ရဲ့နော်နှလုံးနော်အတွင်းထဲမှာသူခံရတဲ့ဒဏ်ရာရှိအာမင်ဒါကြောင့်ကျွန်တော်တို့ဘုရားသခင်ကကျွန်တော်တို့ကိုနာယောဂငြိမ်းစေယေရှုခရစ်ခံရသောတန်ချက်တော်အဖြစ်ချမ်းသာစီတယ်လို့ပြောတဲ့အပြင်မှာနော်ဒီခန္ဓာရဲ့နော်ချမ်းသာခြင်းအတွက်ပဲမဟုတ်ဘူးယေရှုခံရတဲ့ဒဏ်ရာကနှစ်ဘေးမှာလမ်းနဲ့ထိုးတဲ့နှလုံးထဲထိထိုးဖောက်ပြီးရောက်ဒါကြောင့်နှလုံးမှာခံရသောတန်ချက်နော်ယေရှုနှလုံးမှာခံရသောတန်ချက်အဖြစ်ကျွန်တော်တို့ရဲ့စိတ်နှလုံးမှာခံစားရတဲ့နာကျင်ခြင်းမငြိမ်မဝှက်ဖြစ်ခြင်းစိတ်ထဲမှာရှိတဲ့ဒဏ်ရာရှိသမျှကနေကျွန်တော်တို့ကိုဘာဖြစ်စေဖို့လဲကျမ်းမာစေဖို့ဖြစ်တယ်အာမင်ဆိုတော့ဘုရားသခင်ရဲ့ကျေးဇူးတော်ချစ်ခြင်းကကျွန်တော်တို့အပေါ်မှာလုံလောက်တယ်ကဲဟုတ်ပြီကျမ်းစာတစ်ချက်ကိုကျွန်တော်ထပ်ပြီးတော့ကြည့်ရအောင်ဆာလံ140အပိုက်ငယ်3ဆာလံ140ပိုက်ငယ်3ဆာလံ140အပိုက်ငယ်3အချီအောင်စိတ်ကြည်မွသောသူတို့ကိုနှစ်သိမ့်စေ၍သူတို့၏အနာကိုကုတော်မူ၏အာမင်ဆိုတော့ဘုရားသခင်ကစိတ်ကြည်မွစိတ်ပိုင်းဆိုင်ရာမှာခံစားရတဲ့နာကျင်ခြင်းစိတ်ယောဂဝေဒနာကိုမဖြစ်စေနဲ့နှစ်သိမ့်စေ၍အနာကိုကုနိုင်တော်ဘုရားဖြစ်ပြီတချို့ဆိုရင်စိတ်ပိုင်းဆိုင်ရာမှာအရာခံစားရတာပြင်းလုံးလို့စိတ်ထဲမှာနာကျင်တာများလုံးလို့ဘလို့ပောက်ပွဲထွက်ရမယ်ဆိုတာတောင်ပါဖြစ်တယ်တချို့ဆိုရင်ဒေါသနဲ့ရှင်နဲ့ပောက်ပွဲထွက်သွားတချို့ဆိုရင်နော်အရာဝတ္ထုတစ်ခုကိုမလုပ်လိုက်လဲဖြက်စီးလိုက်တချို့ဆိုရင်အာရပါရနော်သမင်းဆွဲပြီးတော့မလုပ်လိုက်လဲဆေးလိုက်တာတချို့ဆိုရင် Facebook ပေါ်မှာအာရပါရမလုပ်လဲပြောချင်တာအတက်ပြောပလိုက်တယ်အဲ့ဒါကပုံပြီးတော့ပုဂ္ဂိုလ်ပါဖြစ်စေတယ်နာကျင်စေတယ်ကျွန်တော်တို့ရဲ့နှလုံးတန်ရာကိုဥပေးနိုင်တာဘုရားသခင်အာမင်နောက်ပြီးတော့မှချမ်းသာတစ်ပိုက်ကိုကျွန်တော်ထပ်ပြီးတော့ကြည့်အောင်ယေရမိအနာဂတိကျမ်းခန်းကြီး30ခန်းငယ်19ယေရမိအနာဂတိကျမ်းခန်းကြီး30ခန်းငယ်19တစ်ချက်လောက်ကျွန်တော်ကြည့်အောင်တွေ့လားယေရမိအနာဂတိကျမ်းခန်းကြီး30အပိုက်ငယ်19တစ်ချက်လောက်ဖတ်ကြည့်အောင်ထာဝရဘုရားမိန့်တော်မူသည်ကသူတပါးတို့ကတင်ဒီစုပြစ်ခြင်းကိုခံရသူ၍၎င်းအဘယ်သူမျှမကြည့်မရှုမပြုစုသောဇိအုံမြို့ဟူ၍၎င်းဖော်တော်လေတင်ဤအနာယောဂါများကိုငါပျောက်စေ၍ကျမ်းမာပဂတိဖြစ်စေမည်ရရှိနာမှာဘုန်းကြီးပါစေနော်ဒါကြောင့်ဒီနေရာမှာကျွန်တော်တို့ကြည့်တဲ့အခါမှာနော်တပါးသောသူတွေကစွန့်ပစ်ခြင်းခံရသောသူဒီလူကဘာလဲစွန့်ပစ်ခြင်းခံရသောသူကြီးကြံစမ်းအဲ့တော့စွန့်ပစ်ခြင်းခံရတဲ့လူညင်စရာအကြောင်းရှိတယ်အဲ့လိုမျိုးပြောကြလိမ့်မယ်ဒါပေမဲ့အဘယ်သူမျှမကြည့်မရှုမပြုစုနော်တော်စီအောင်မြို့ဟွေ၍၎င်းဘယ်သူကမှတင်လို့ကိုစိတ်မှနဲ့မေတ္တာနဲ့စေတနာနဲ့ဘယ်သူကမှတင့်ကိုမပြုစုဘူးဘယ်သူကမှတင့်ကိုမပွင့်ဖက်ဘူးဘယ်သူကမှတင့်ကိုမကြည့်ရှုဘူးလို့ပြောကြပေမယ့်အဲ့လိုမျိုးတင့်ကို
လုတ်ပေမဲ့နော်သင်ဤအနာများကိုငါဘာဖြစ်စေလဲပျောက်စေ၍ပဂတိချမ်းပါအဲ့တော့တင့်ကိုလူတွေကညင်းကိုတော့လူတွေကစစ်မှန်တဲ့မြတ်တာနဲ့ဖြစ်တဲ့အခါအတင်းကြုံရတဲ့ပြဿနာစစ်တမ်းရတဲ့အမျိုးသင်ခံစားရတဲ့အရာတွေအဖြစ်နော်တကယ်စိတ်ပိုင်းဝိညာဉ်ဆိုင်နာရီနော်တန်ရာတန်ချက်တွေများစွာရှိနေတယ်ဘုရားခင်တည်းတော်ရှိသင်ဤအနာဖြစ်စေငါပျောက်စေမယ်အာမင်အပြင်တန်ရာကိုအပြင်အနာယောဂလည်းငြိမ်းစေတယ်လို့ကျွန်တော်တို့အတွင်းထဲမှာစိတ်ထဲမှာရှိတဲ့တန်ရာကိုလည်းဘာဖြစ်စေမလဲအနာကိုလည်းပျောက်စေမယ်လို့ဂတိတော်ရှိဂတိချမ်းပါရရှိမှာဘုန်းကြီးပါနော်စိတ်ချမ်းမာရင်လူကဘာဖြစ်လဲရှင်လန်းတာပဲလူကချမ်းမာတာပဲစိတ်ချမ်းမာရင်လူကခွန်အားတွေဘာဖြစ်နေမလဲရှိနေတာပဲဆိုတော့ကျွန်တော်တို့တွေ့ရရှိမှာဘုန်းကြီးပါစေနော်ကဲဟုတ်ပြီနောက်ဆုံးအနေနဲ့ချမ်းပဲတစ်ပိုက်ကိုကျွန်တော်ဆက်ကြည့်အောင်ဆာလံ103ငယ်3ကနေပြီးတော့မှ5ဆာလံ103အငယ်3ကနေပြီးတော့မှတွေ့ဖတ်ကြည့်မယ်တင်းရဲ့အဖြစ်အလုံးစုံတို့ကိုဖြေလွတ်၍တင်း၏အနာယောဂါရှိသမျှတို့ကိုပျောက်စေတော်မူ၏အာမင်အဲ့တော့တင်း၏အနာယောဂါရှိသမျှတို့ကိုလည်းဘာဖြစ်စေမလဲပျောက်စေတွင်းတန်ရာကြောင်းဒီလိုရှိအောက်မှာကျွန်တော်ဆက်ကြည့်ရင်သင်ဤအသက်ကိုဖြစ်စည်းခြင်းတွေကရွေးဂျေဇုတော်ယူနာတော်များနှင့်သင်ဤကောင်းကိုပိုက်ရတော်မူသင်ကိုအသက်ကြီးစေကောင်းသောအရာနှင့်ရောင်ရင်းစေတော်မူသည်ဖြင့်သင်ဤအရွယ်လည်းရွှေလင်းယုံဤအရွယ်ကဲ့သို့ပြုပြင်ခြင်းရှိ၏ဘုရားခင်သင်ဘဝကိုတာဝန်ယူဖြစ်အာမင်နောက်ဆုံးခုနခါရှိပါတယ်နောက်တစ်ခုကျွန်ဆာလံ93ငွေ26ဆာလံ93ငွေ26ဒီချက်လောက်ဖတ်ကြည့်အောင်နော်အကျွန်ုပ်ဤအသားနှင့်နှလုံးပြတ်ကြပါသို့တော်လေဘုရားသခင်သည်အကျွန်ုပ်နှလုံးဤအစွမ်းတတိအကျွန်ုပ်အစဉ်မြဲခံစားရဖို့ဖြစ်တော်မူအာမင်ဆိုတော့ကျွန်တော်တို့နှလုံးတတိစိတ်ယုံကြည်ချင်းကျုံတဲ့စိတ်ရဲ့ကြောင့်ဒါပေမဲ့ဒီထဲမှာဆာလံဆရာတော့ဘာပြောလဲဆိုတော့ဘုရားသခင်သည်အကျွန်ုပ်နှလုံးဤအစွမ်းတတိအာမင်ဘုရားသခင်ကကျွန်တော်နှလုံးရဲ့ပါလဲစွမ်းတတိရင်းနှီးခြင်းဆိုစိတ်နှလုံးကစိတ်ထဲမှာကြောက်ဒီမှာကြောက်ထွက်ပြေးစိတ်နှလုံးထဲမှာရေးရင်ဘုရားစိတ်အားရှိဒီမှာလဲရေးရင်ခြင်းတန်ချင်ရှားလာမှာဖြစ်တယ်လို့ဆိုတော့ကျွန်တော်တွေ့ရတယ်နော်ပြီးလို့ရှိရင်အစဉ်အမြဲခံစားရဖို့ဖြစ်တယ်ဘုရားသခင်တင့်ကိုလုံခြုံစေတင်ပါမှစိုးရင်ကြောက်ရွံ့စရာမလိုပါဘူးเนาะအနာဂတ်တင်ပါမှကြောက်စရာမလိုเนาะငါငတ်ပြီးများသေးမလားငါသားသမီးတွေများငါ့ကိုများပြစ်ထားမလားဘာမှစိုးရင်ကြောက်ရွံ့စရာမလိုအာမင်ငါတငယ်ချင်းများငါ့ကိုများညှင်းပယ်မလားကြောက်ရွံ့စရာအတင်းတော်ငါများငါ့ကိုညှင်းပယ်မလားကြောက်ရွံ့စရာမလိုဘူးအာမင်သင်ဟာလုံခြုံဆုံးသောသူဖြစ်ဖို့ဘုရားသခင်တင့်တော်ပြင်ဆင်ထားတာဖြစ်ရရှိနာမဘုန်းကြီးပါစေအာမင်နော်ဆိုတော့ကျွန်တော်မတည့်ရအောင်